ဒလီယုံကညီမလေးတယောက်ကလာပြတယ်။ သူကဘာအစားမှမမားပါပဲနဲ့ခန္ဓာကိုယ်မှာ allergy ထနေတာ2 လရှိပြီ။အဲ့လိုမျိုး allergy ထတဲ့အခါမှာတခါတိုင်းစီထရင်4 လုံးတောက်တာတော့မှရတာမသက်သာဘူးဆိုပြီးတော့လာပြပါတယ်။အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့အစာမစားဘဲနဲ့ allergy ဖြစ်နေတာဘာကြောင့်လဲဆိုတဲ့ခေါင်းစဉ်နဲ့အခု presentation လေးကိုအားလုံးအတွက်ပြင်ဆင်ပေးထားပါတယ်။အဲ့တော့ဒါစဉ်းစားစရာတစ်ခုပါပဲ။ဘာမှလည်းအစာမမားဘဲနဲ့ဘာကြောင့်ခန္ဓာကိုယ်မှာခုလိုမျိုး allergy ထနေရတာလဲ။အဲ့တော့ possible causes တွေထဲမှာနံပါတ်1အနေနဲ့ကတော့ non food allergen အစားအစာကြောင့်မဟုတ်ဘဲနဲ့ကိုယ့်ရဲ့အသုံးဆောင်ပစ္စည်းတွေဥပမာအားဖြင့်ကိုအိတ်တဲ့အိယာခင်းတွေမှာ dust mite လို့အကောင်တွေရှိနေတာမျိုးဖြစ်ပါတယ်အဲ့လိုအကောင်တွေကနေတစ်ဆင့်ခန္ဓာကိုယ်ကိုရားရံစေတာမျိုးပဲဖြစ်ပါတယ်နောက်တစ်ခုကကြာကိုယ်ပတ်ဝန်းကျင်မှာရှိရဲ့ပန်းမင်တွေအနေတစ်ဆင့်ပိုလန်တွေထုတ်ပါတယ်အဲ့ဒီပိုလန်တွေကကိုလူရဲ့ခန္ဓာကိုယ်ကိုမတိမတာ allergic reaction ကိုပေးနေတာပဲဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကိုယ့်ရဲ့အသုံးဆောင်ပစ္စည်းတွေမှာပဲဒီ animals ရဲ့တိရစ္ဆာန်တွေရဲ့အမွှေးမြင်တွေကန့်ညိနေတာပဲဖြစ်ပါတယ်အဲ့လိုကန့်ညိနေခြင်းဟာလေလူရဲ့ခန္ဓာကိုယ်allergic reaction ကိုဖြစ်စေတဲ့အကြောင်းရင်းတွေကတရက်ပဲဖြစ်ပါတယ်။နောက်တစ်ခုကကြတော့ဒါအမျိုးသမီးငယ်တွေအတွက်အဓိကပြောတဲ့အချက်ပဲဖြစ်ပါတယ်။ hormonal links ပါပဲ။အမျိုးသမီးငယ်တွေဓမ္မတာလာတဲ့အချိန်မှာဆိုလို့ရှိရင်သူက estrogen နဲ့ progesterone ဆိုပြီးတော့ဟော်မုန်းတွေထွက်ပါတယ်။အဲ့ဒီဟော်မုန်းတွေကဒီ immune reaction ကိုဖြစ်စေပါတယ်။သူက histamine တွေကိုထွက်စေပြီးတော့လူရဲ့ခန္ဓာကိုယ်မှာ allergy ကိုပို့ပြီးတော့စိုးစေတာပဲဖြစ်ပါတယ်။နောက်တစ်ခုကကြတော့သူကဒီ stress and skin လို့ခေါ်တာပေါ့နော်ဒီလူတွေရဲ့စိတ်ဖိစီးမှုနဲ့အရေးပြားရဲ့ပြဿနာဆက်ဆက်မှုရှိပါတယ်ဘယ်လိုမျိုးဆက်ဆက်မှုရှိလဲဆိုလို့ရှိရင်ခန္ဓာကိုယ်မှာ stress စိတ်ဖိစီးမှုဖြစ်ပြီဆိုလို့ရှိရင်ဒီစိတ်လှုပ်ရှားမှုတို့စိတ်ဖိစီးမှုတို့ဖြစ်ပြီဆိုလို့ရှိရင် histamine တွေထုံးစံအတိုင်းပဲထွက်လာတဲ့အတွက်ကြောင့်ပို့ပြီးတော့ရားရံစေတာပဲဖြစ်ပါတယ်နောက်တစ်ခုကကြတော့ hidden trigger ဆိုတာကိုစားနေတဲ့အစားအသောက်တွေထဲမှာကိုနဲ့မတည့်တဲ့ဓာတ်မတည့်တဲ့ ingredients တွေပါနေတာမျိုးဖြစ်ပါတယ်အဲ့လိုမျိုးပါနေခြင်းကလည်းကိုယ့်ကိုဒါမတိမတာနဲ့ allergic reaction ကိုပေးနေတာပဲဖြစ်ပါတယ်နောက် next step အနေနဲ့ကကျွန်မအခုပြောမယ့်ဟာလေးတွေကိုအားလုံးလိုက်လုပ်ကြည့်ပါကိုနဲ့မတည့်တဲ့အရာကိုတစ်ခါဖြစ်ပေါ်ပြီးတိုင်း note မှတ်ထားပါနောက်တစ်ခုကကြတော့ဥပမာအပြင်ဖုံဖုံနဲ့မတည့်ဘူးပိုလန်နဲ့မတည့်ဘူးဆိုလို့ချင်းအဲ့မတည့်တဲ့ဟာတေးကြသလားဆိုတာကိုက test လုပ်ကြည့်ဖို့လိုပါတယ်ဖုံနဲ့ထိတွေ့ကြည့်တယ်တခြားအရာတွေနဲ့ထိတဲ့အချိန်မှာဘာမှဖြစ်ဘူးဒါဖုံနဲ့ထိတယ်ပိုလန်နဲ့ထိတဲ့အချိန်မှာကိုယ့်ရဲ့ skin ကရားလာတယ်ဒါဆိုတေးကြပါဒီအကြောင်းကြောင့်ဖြစ်ပါလိမ့်မယ်နောက်တစ်ခုကကြတော့လူရဲ့ခန္ဓာကိုယ်မှာရှိတဲ့ stress level manage လုပ်ရမှာပဲဖြစ်ပါတယ် control လုပ်ရမှာပဲဖြစ်ပါတယ်စိတ်ဖိစီးမှုတက်နိုင်သမျှနည်းနိုင်အောင်စူးစမ်းရမှာဖြစ်ပါတယ်တကယ်လို့ခုပြောတဲ့အချက်တွေနဲ့မသက်သာဘူးဆိုရင်တော့ဆရာဝန်ပြပြီးတော့ကုသမှုခံယူရမှာပဲဖြစ်ပါတယ် effective treatment for unexplained allergy ဘာကြောင့်မှမသိတဲ့ allergy အတွက်ကိုဘယ်လို treatment တွေခံယူလို့ရလဲဆိုရင် immediate relief and action အနေနဲ့လက်တလောရားနေတာကိုသက်သာအောင်လုပ်ဖို့အတွက်ကကျမတို့ဟာအားလုံးကြားဖို့နေကြ antihistamine တွေက cetirizine ကိုသုံးလို့ရပါတယ်နောက်တစ်ခါ loratadine တို့ levocetirizine တို့အများကြီးရှိပါတယ်အဲ့ဒါမျိုးတွေနဲ့ရားတာကိုသက်သာအောင်လုပ်လို့ရပါတယ်နောက်တစ်ခုကကြတော့ဒီလိုမျိုးရားနေတဲ့နေရာကို topical steroids တွေလိမ့်လို့ရပါတယ်ဒါအရေးပြားကိုလိမ့်ခြင်းပဲဖြစ်ပါတယ်တချို့သောလူတွေမှာallergic reaction ဖြစ်ပြီဆိုတာနဲ့နှာရည်တွေယိုလာမယ်နှာခေါင်းတွေပိတ်လာတတ်ပါတယ်အဲ့လိုသူမျိုးတွေအတွက်ကကြတော့သူက nasal spray သုံးလို့ရပါတယ်အဲ့ဒါကကြတော့တချို့သောလူတွေအတွက်လိုအပ်မဲ့အချက်ပဲဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီခန္ဓာကိုယ်မှာကိုမသိတဲ့ဘာကြောင့် allergic ထနေမှမသိတဲ့ hidden factor hidden factor ကိုပေါ့နော်ဒီ identify လုပ်ဖို့ပဲဖြစ်ပါတယ်ဖော်ထုတ်ဖို့ပဲဖြစ်ပါတယ်ဘယ်လိုမျိုးနည်းနဲ့ဖော်ထုတ်လို့ရလဲဆိုလို့ရှိရင်ပထမပြောသွားတဲ့အတိုင်းပဲဘယ်နေရာဘယ်အချိန်မှာဘာနဲ့ဓာတ်မတည့်မှုဖြစ်ခဲ့တာလဲဆိုတော့ notes ကကိုဒါအထောက်အကူပေးပါလိမ့်မယ်နောက်တစ်ခုကတော့ဒီ skin patch testing လို့ခေါ်ပါတယ်အရေးပြားကိုစစ်ဆေးတဲ့နီးမျိုးနဲ့ဖော်ထုတ်လို့ရပါတယ်နောက်တစ်ခုကကြတော့ပေါ့နော်ကိုနဲ့ခန္ဓာကိုယ်မှာဓာတ်မတည့်မှုဖြစ်လာတဲ့အခါမှာထွက်တဲ့ဒီ IgE level ကိုဒါစစ်ဆေးကြည့်လို့ရပါတယ်အဲ့လိုမျိုးတွေနဲ့8 test တွေနဲ့ကိုကဘာကြောင့် allergy ဖြစ်နေတာလဲဆိုတာကိုဖော်ထုတ်လို့ရပါတယ်နောက်တစ်ခုကကြတော့ long term management ပေါ့နော်ဒါကတော့ရေရှည်ကိုကဘယ်လိုမျိုး control လုပ်သွားမလဲဆိုတာရဲ့management plan ပဲဖြစ်ပါတယ်အဲ့တော့ allergic
တာဒီ lifestyle ကြောင့်ပေါ့နော်ဖြစ်တယ်ဆိုလို့ရှိရင်တော့ hypoallergic lifestyle တခုကိုဖန်တီးရမှာဖြစ်ပါတယ်ဥပမာကိုယ့်ရဲ့အရက်ခင်းတွေဒါစောင်းတွေကိုယ့်ရဲ့မို့ရာတွေကိုဒီ dust proof လိုဟာမျိုးတွေဖုံမုံတွေသဲမုံတွေမရှိအောင်လို့အမြဲတမ်းရှင်းရေးလုပ်ရပါမယ်အမြဲတမ်းလဲလှယ်ပေးရပါမယ်ဒါမျိုးတွေနဲ့ lifestyle ကို changes လုပ်ပြီးတော့မှ hypoallergic lifestyle တခုကိုဖန်တီးလို့ရပါတယ်နောက်တစ်ခုကကျတော့ကိုယ်နဲ့မတည့်တဲ့ဓာတ်မတည့်တဲ့အရာတွေ trigger factor တွေကိုရှောင်ရမှာဖြစ်ပါတယ်ရေမွေးနဲ့ဓာတ်မတည့်ဘူးဆိုရေမွေးရှောင်ရမယ် lotion နဲ့ဓာတ်မတည့်ဘူးဆိုလို့ရှိရင် lotion ကိုရှောင်ရမှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ stress reduction အတွက်ကကျတော့ဒါဘာလို့ရလဲဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ lifestyle ကို manage လုပ်တဲ့အနေနဲ့ yoga ကစားတာတို့နောက်တစ်ခုကကျတော့တရားထိုင်တာတို့ဒါမျိုးတွေလုပ်ပေးလို့ရပါတယ်နောက်တစ်ခုကကျတော့ hormonal imbalance ဖြစ်နေတဲ့သူတွေအမျိုးသမီးငယ်လေးတွေကဆိုလို့ရှိရင်ကိုယ့်ရဲ့ period ကို calendar မှာတေချာမှတ်ထားမယ်ကိုယ့်ရဲ့ cycle က miss ဖြစ်နေတာပဲဖြစ်ဖြစ်ကြော်နေတာပဲဖြစ်ဖြစ်ဆိုလို့ရှိရင်ဒါကိုက underlying ဒီအမျိုးသမီးနဲ့ပတ်သက်တဲ့ယောဂဘာမှန်းရှိလဲဆိုတာကိုရှာဖွေဖော်ထုတ်ပြီးတော့ hormonal balance ဖြစ်အောင်လို့ကုသပေးရမှာဖြစ်ပါတယ်အဲ့ဒါမှလည်း hormone ကြောင့်ဖြစ်တဲ့ allergic reaction ဆိုလဲသူကသက်သာမှာဖြစ်ပါတယ်အဲ့တော့ဘယ်အချိန်မှာဆရာဝန်သွားတွေ့ရမလဲအခုကျမပြောပြမယ့်အချက်တွေဖြစ်လာလို့ရှိရင်ဆရာဝန်မဖြစ်မနေပြဖို့လိုပါတယ်နှကန်းတွေရှာတွေကအရန်ကိုရောင်လာမယ်ရောင်ကိုင်းလာမယ်ပြလာမယ်အသက်ရှူကျက်လာမယ်ခေါင်းမူးမယ်ပြီးတဲ့ခါကျရင် allergy ထားတဲ့အချိန်မှာဖြစ်လေဖြစ်တာရှိရဲ့လက္ခဏာတွေကအပြင်းအထန်ဆိုးရွားလာပြီးတော့ဖြစ်လာမယ်ဆိုလို့ရှိရင်ဒါမဖြစ်မနေဆရာဝန်နဲ့ပြသရမှာဖြစ်ပါတယ်ဘာအကြောင်းမှမသိ allergy ထနေရတဲ့အကြောင်းရင်းတွေကိုရှင်းပြသွားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်မဒေါက်တာဂျိုဝယ်ပါ